ဟုတ်ကဲ့မင်္ဂလာပါမြန်မာနေပြည်တော် channel မှာပြန်လဲကြိုဆိုပါတယ်เนาะ Okay ဒီခါမှာမိတ်ဆွေတို့ရဲ့ channel မှာ YouTube channel မှာဆိုလို့ရှိရင်ဗီဒီယိုဖြစ်ဖြစ် short ဗီဒီယိုဖြစ်ဖြစ်တင်တဲ့ခါကျတော့ရှင် copyright ညှိရင်ကျွန်တော်တို့တွေဗီဒီယိုတစ်ပုဒ်လုံးဖြတ်เสียရမလို့ပဲနဲ့ပြန်လဲပြင်ဆင်နည်းကိုမျှဝေပေးမှာဖြစ်ပါတယ် Okay စိတ်ဝင်စားရင်အားလုံးပဲကျွန်တော်လည်းအတူလက်ကြည့်ကြမယ်เนาะ Okay ဒီဗီဒီယိုကတော့ကျွန်တော်ဆိုရီယိုဝင်လာတာမိလောက်တာဖြစ်တဲ့အတွက်စာမမြင်ရမှာဆိုလို့ကျွန်တော်ကအနီးကပ်ဆွဲပြီးတော့ပြတာပေးတာဖြစ်တယ်เนาะဒီမှာတော့ကျွန်တော်ရဲ့ဗီဒီယိုက short ဗီဒီယိုတင်လာပြီးတော့ copyright တရှင်းကိုညှိနေတာဖြစ်တယ်เนาะ Okay ဒီလိုနီးလန်းလေးကိုရရှိဖို့ဆိုလို့ရှိရင်မိတ်ဆွေက Chrome browser ကနေပြီးတော့ကိုယ့်ရဲ့ YouTube channel ကိုတောက်ဝင်ရမှာဖြစ်တယ်เนาะအဲ့ဒီကနေတစ်ဆင့်မှာကျွန်တော်တို့တွေ YouTube Studio ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဝင်မယ်ပြီးတဲ့ခါရောက်ရှင်ဒီမှာရောက်လာတဲ့ခါရောက်ရှင်ကျွန်တော်တွေကcontact ကိုရွေးပြီးတော့မှဗီဒီယိုမှာညှိတယ်ဆိုဗီဒီယိုမှာ short မှာညှိတယ်ဆို short မှာကျွန်တော်တို့ရွေးပြီးတော့ဝင်ရှာရမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒီမှာ copyright ညှိတဲ့ဗီဒီယိုတွေ့ပြီဆိုရှင်ကျွန်တော်တွေနန်းဆိုတဲ့နေရာလေးကိုတစ်ချက်ကလစ်လိုက်ပဲပြီးတဲ့အခါရှင် C-Tron ဆိုတဲ့နေရာလေးကိုချက်နှိပ်ပြရမှာဖြစ်ပါတယ်เนาะ Okay ဒီမှာဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကကြတော့ no copyright ဆိုပြီးတခြင်းကိုထည့်လိုက်တယ်တခြင်းရဲ့မူပါဘူလာပတ်ရှင်ကဒီတခြင်းနဲ့ပြန်ပြီးတော့သူကအသုံးပြုနေရဖြစ်တယ်ကျွန်တော်တို့ဗီဒီယိုမှာဒီတခြင်းကိုထည့်ပြီးတော့ဝင်ငွေရှာလို့မရဘူးဆိုတော့တားမြင်လာတယ်ဒါကြောင့်ဒီ original ကြည့်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကပြန်လဲပြင်ဆင်မှာဖြစ်တယ်เนาะ Okay ဒီမှာဆိုရင်ကျွန်တော်တွေက C-Tron ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဆက်သွားမယ်เนาะ Okay ဒီနေရာရောက်လာရှင်ဒီမှာကျွန်တော်ရဲ့ဗီဒီယိုကတခြင်းတစ်ပုတ်လုံးမှာcopyright ဗီဒီယိုတစ်ပုတ်လုံးမှာ copyright ညှိနေတာဖြစ်တယ်เนาะအဒီကောင်ကိုကျွန်တော်ကတရှင်းအကုန်လုံးကိုဖြတ်ထုတ်လိုက်မှာဖြစ်တယ်เนาะ Okay ဒါဆိုလို့ရှိရင်ဒီမှာ target action ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီမှာရောက်တဲ့ခါကျတော့ရှင်တော့ကျွန်တော်တွေကတရှင်းကိုအပေါ်ဆုံးမှာဆိုလို့ရှိရင်ဖြတ်ထုတ်မလားပေါ့เนาะသူကမေးတယ်အောက်ဆုံးမှာဆိုလို့ရှိရင်ကျွန်တော်တွေကဒီတရှင်းကိုအစားထိုးလို့ရတယ်ဖြတ်ထုတ်လို့ရတယ်เนาะနောက်ပြီးတော့အလယ်မှာဆိုရင်ကျွန်တော်တွေကတရှင်းကိုဒီ replay sound ဆိုတာဆိုတော့ကျွန်တော်တို့တရှင်းကိုပြန်ပြီးတော့အစားထိုးမယ်ပေါ့နော်ဒါမျိုးလေးလုပ်လို့ရတယ်နော် Okay ဒီမှာကျွန်တော်တို့တချင်းကိုလုံးလုံးရဖြတ်ထုတ်လိုက်မယ်ကျွန်တော်ရဲ့ဗီဒီယိုကအတန်းပါတာဖြစ်တဲ့အတွက်လုံးလုံးရဖြတ်ထုတ်လိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်ဆုံးကိုရွေးပြီးတော့continue ကိုနှိပ်ပြီးရမှာဖြစ်ပါတယ် Okay continue ကိုနှိပ်ပြီးဆိုရင်ကျွန်တော်တို့ကအပေါ်ဆုံးမှာဒီတချင်းကိုလုံးလုံးရဖြတ်ထုတ်မယ်ဆိုတာကိုကျွန်တော်တို့ရွေးရတာဖြစ်တယ်နော်ရွေးပြီးလို့ရှိရင်တော့ကျွန်တော်တို့ကစိတ်ကိုနှိပ်ပြီးရမှာဖြစ်တယ်နော် Okay ဆင်းနေလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာအောက်မှာ၄လောက်ပေါ့လေအမကြီးရှိပြီးတော့ကျွန်တော်တို့ဒီ confirm change ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်ရှင်ဒါကကျွန်တော်တို့ပြင်ဆင်ပြီးသွားပြီ edit လုပ်ပြီးသားဖြစ်သွားပါပြီเนาะ Okay ဒီနည်းလေးတိုင်းပဲကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုတွေကို copyright ညှိတယ်ဆိုလို့ရှိရင်တခြင်းမှာညှိတာလားဘယ်မှာညှိတာလဲเนาะကျွန်တော်တို့ဗီဒီယိုမှာညှိတာလားဒါကတော့တခြင်းမှာညှိတဲ့ဟာကိုလောက်တဲ့နည်းလမ်းဖြစ်ပါတယ်เนาะဗီဒီယိုမှာညှိရဆိုတော့ကျွန်တော်လည်းမရဘူးเนาะလုံးလုံးရဖြတ်ထုတ်ပြီးအတိပြန် edit လုပ်ပြီးတော့မှတင်ရမှာဖြစ်ပါယခုလိုပြင်ဆင်ပြီးဆိုရှင်ကျွန်တော်တို့မိနစ်အနည်းငယ်စောက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုက copyright ညှိတာနေလွတ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဗီဒီယိုကိုလည်းဆက်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီနည်းလမ်းအတိုင်းလှုပ်ဆောင်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့ channel ကိုလည်း like and share subscribe မလုပ်သေးဘူးဆိုရှင် like and share subscribe လုပ်တော့ပြီးအောင်လို့တောင်းဆိုပါတယ်ခင်ဗျာနောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံစည်းကြပါမယ်ဗျာမင်္ဂလာပါ